ဒီညကအရာအလုံးပြောင်းလဲသွားမယ်ညပဲ ဘာတူလဲ ကျမကိုကူညီပေးပါ မကြောက်ပါနဲ့ကျွန်တော်ရှိတယ်ခဏနော်ကျွန်တော်အကူအညီခေါ်ပေးနေပါတယ် ကျေးဇူးတင်ပါတယ်ရှင်ကလူကောင်းတစ်ယောက်ပါ အနားယူလိုက်ပါအားပြန်ပြည့်ရင်အဆင်ပြေသွားမှာပါအခုတော့နေလို့ကောင်းလာပြီလား ဟုတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မကြခင်အမှန်တရားပေါ်လာတော့မယ် ဘာသူရှိနေရလဲသစင်ဒီချိန်ဘာလုပ်နေရလဲ အိတ်မပျော်လို့မိုးရွာတာထကြည့်နေတာပါ တချို့အတိတ်တွေ မိုးနဲ့အတုပ်ပြန်ရောက်လာတတ်တယ် ဒီပုံထဲကလူသစင်နဲ့အရန်တူနေတာပဲဘာသူလာတာလဲ ဗီဒီယိုအဟောင်းထဲမှာတွေ့တာပါ ဒီပုံထဲကလူကမင်းနဲ့အရန်တူတယ် တူယုံတယ်မဟုတ်ဘူးဒီဓာတ်ပုံကကျမအတွက်အရန်အဖိုးတန်တယ် အဲ့ဒီမိသားစုကိုမင်းသိလား သိတာထက်ပိုပါလေတချို့အမှတ်တရတွေမေ့ချင်လဲမမေ့ဘူး ပြောချင်တဲ့နေ့ရောက်ရင်ကျွန်တော်နားထောင်ပေးမယ် အဲ့ဒီနေ့မကြတော့ဘူး ဒီစာရွက်ကဓာတ်ပုံတွေကနေကြာလာတာပဲ အဲ့ဒီစာကိုအဆုံးထိဖတ်လိုက်ပါ ဒါဆိုအမှန်တရားကဒီထဲမှာရှိနေရလားကျွန်တော်တို့မိသားစုနာမည်ပဲ ဆက်ဖတ်လိုက်ပါအဖြေကိုတွေ့လိမ့်မယ် ဒီအမှန်တရားကငါထင်ထားတာနဲ့မတူဘူး ဗီဒီယိုဟောင်းထဲကပစ္စည်းတွေကိုဆက်မကြည့်နဲ့ ဘာလို့လဲ အိမ်ပြန်လာအားလုံးကိုအမြင်ရှင်းပြမယ်ဒါပေမဲ့အားလုံးကိုလည်းအလွယ်တကူမယုံနဲ့ အမေဘာတွေသိထားတာလဲ အမှန်တရားကမင်းထင်ထားတာထက်ပိုရှုပ်ထွေးတယ်မင်းအဖေနှစ်ပေါင်းများစွာတင်ထားခဲ့တဲ့တော့ပဲ ဒီတော့နဲ့ဘာကိုဖွင့်ရမှာလဲ အိမ်ဟောင်းရဲ့နောက်ဆုံးအခန်းကို ဒီအခန်းကိုနှစ်ပေါင်းများစွာဘယ်သူမှမဖွင့်ခဲ့ဘူးဒီထဲမှာအဖြေအားလုံးရှိနေမလားဒီဒိုင်ရီကိုဖတ်နေတဲ့သူအမှန်တရားကိုလက်ခံဖို့အသင့်ဖြစ်ပြီလားဒီရေးထားတဲ့လက်ရည်အဖေလက်ရည်ပဲသစင်မှာဘာအပြစ်မှမရှိဘူးသစင် ကိုယ်ဝင်